ရန်ကုန်တက္ကသိုလ်အနုပညာအသင်းကြီးစောစောကိုမြင်လို့တဲ့အရာတွေပျော့ပြက်ဆုံးရှုံးသွားရင်ဖြေမရအောင်ဝမ်းနဲ့ကူဆွေးရတယ်တစ်တလုံးတဘောအလုံးနာကျင်ကြည်ပွဲရတယ်ဒါကျွန်တော်တို့လူရဲ့ပုရုဇဉ်တွေရဲ့တဘာဝပါပဲလူတဘာဝလို့လေလွှမ်းခြုံပြောနေတယ်ပဲထင်ပါတယ်ကျန်တဲ့ဘဝနှစ်ကာလများကိုပေါ့ဖြစ်တွေ့နှစ်ပေါင်း40ကျော်50နီးပါးသူ့ရင်ကမှာခုဝင်ကြီးပြင်းခဲ့ရတာခုတော့သူဆိုးတဲ့ရန်ကုန်တက္ကသိုလ်ကြီးမရှိတော့ဘူးရင်ထဲမှာပြောမပြတတ်အောင်နာနေဖြေလို့မရတော့အောင်ကြွယ်ရတယ်အခုရန်ကုန်တက္ကသိုလ်ကြီးမရှိတော့ရန်ကုန်တက္ကသိုလ်ကြီးနဲ့အတူတက္ကသိုလ်ရဲ့ဂုဏ်ကိုဆောင်ခဲ့တဲ့ကျောင်းသူကျောင်းသားတွေချစ်တဲ့ရန်ကုန်တက္ကသိုလ်ဥပညာအသင်းကြီးဆိုတာလည်းမရှိတော့ပျောက်ကွယ်သွားပါဘူးဒီအသင်းကြီးနဲ့ပတ်သက်လို့မှတ်ရစရာတွေတန်းတဆရာတွေဟာကျွန်တော်ဘုလိုရင်ထဲမှာပြပါပဲကျွန်တော်ဘုသားတယောက်လူချစ်ခင်ဆောက်ရှောက်ခဲ့ကြတဲ့ကျွန်တော်ဖခင်လူဆေးရတယ်ပေါမောခဦးကျော်ရင်ပေါမောခချုပ်ဦးလာရွှေပေါမောခချုပ်ဦးမောင်မောင်ခဆရာခအင်္ဂလိပ်စာပေါမောခဦးမျိုးမင်းတို့နဲ့အတူရန်ကုန်တက္ကသိုလ်နုပညာအသင်းကြီးမှာအောက်ခြေသိကျောင်းသားဘဝကလေးကစလို့ပါဝင်လုပ်ခဲ့ရပါတယ်မမေ့နိုင်ကြပါကျောင်းနေပြောပြီးစာတော်ရမည်ဆိုတဲ့ဆောင်ဖို့မတော်ဟာဆရာဦးကျော်ရင်စတည်ထွင်ခဲ့တဲ့ဆောင်ဖို့ဖြစ်ပါတယ်ကျောင်းကိုလာပြီးစာသင်ပြီးရင်ပြန်ဆိုတာတော့လည်းမပြီးဘူးစာသင်ပြီးအောင်မကကျောင်းသားရဲ့စိတ်ပျော်ရွှင်မှုကိုပါအလေးပေးစဉ်းစားတယ်ဒါကျောင်းဆရာကောင်းတွေရဲ့ကောင်းမွန်တဲ့ပညာရေးစနစ်ရဲ့သဘောအမှန်ပဲအဲ့ဒီဆရာကြီးတွေဟာဒီဘက်ကိုစာသင်ပေးရုံသာမကဒီဘက်တွေရဲ့နုပညာဝါသနာကိစ္စဘာကစားဝါသနာကိစ္စအခြားသောလူမှုရေးကိစ္စတွေကိုပါအာရုံစိုက်ကြတယ်အသင်းပွဲအဖွဲ့အစည်းတွေမှာဒီဆရာကြီးတွေဟာကိုယ်တိုင်ကိုဖိရင်ပြီးပါဝင်ဆောင်ရွက်ကြတယ်မမေ့နိုင်စရာမမေ့နေပါတယ်ဆရာဦးကျော်ရင်တို့ဆရာဦးမျိုးမင်းတို့ဆရာခတို့ဦးစီးပြီးလူပညာချင်းကြီးကပွဲကြီးတစ်ပွဲကျင်းပါတယ်ကက်ဆက်ကားကြတာပါပဲဆရာဦးကျော်ရင်ဆရာဦးမျိုးမင်းတို့ကိုယ်တိုင်ပါဝင်ကားကြကြတယ်မင်းသားကဆရာဦးဆန်းပါဆရာဦးကျော်ရင်ကလူချမ်းနေရကပါဝင်တယ်ကျွန်တော်နောက်ဆုံးနေ့ကျောင်းသားဘဝကလို့ထင်တယ်80ခုနှစ်တွေအတိအကျမမှတ်မိဘူးလက်ချင်အောင်ပြောစမ်းမှာကျွန်တော်ကိုယ်တိုင်ပါခဲ့တယ်ဘယ်ခန်းကလည်းမမင်းနဲ့မင်းသားလားရှင်မင်းလားမူကြီးမကြီးလားဝေးပါသေးတယ်ဗျာလက်ချင်အောင်စစ်ထွက်ရတက်စခန်းတနေရာမှာတောတော်ကြီးမျိုးကတာယာတော့လက်ချင်အောင်ဟာအနုပညာဇာန်တွေဝင်စားပြီးရထုဆက်တဲ့အခါမှာမင်းသားကကျွန်တော်မှတ်မိနေတာပေါ်မြင့်နောက်ပိုင်းဆရာဦးကျော်ရင်ကပဲချက်ကိုစလိုဘေးကီးယားနိုင်ငံလူပညာကျောင်းကိုပို့ပြီးတယ်အခုတော့ဘယ်ရောက်နေတယ်မသိပါကျွန်တော်ပေါဝင်တဲ့အခန်းကတက်စကမ်းမှာလှန်ထမ်းပြီးကင်းဆောင်ရတဲ့စစ်သားမောက်တို့အုပ်ထုပ်အချွန်ကလေးနဲ့ဂရီပါဘောင်းမီပစိုးကြောင်းကြိုင်တဲ့ကျွန်တော်အရက်ဆက်3စားလောက်ရှိတဲ့လှန်ရှိကြီးထမ်းပြီးကင်းဆောင်ရတာဒီပုံဒီပန်းနဲ့ဘယ်လောက်အချိုးမပြေလိုက်မယ်လို့ကျွန်တော်နဲ့သူနောက်လှန်တဲ့ဆက်သားတယောက်ကတော့ကိုရင်သူမြန်မာစာပေါမောက္ခဥတည်မြင့်ဖြစ်ပါတယ်အဲ့ဒီလိုလှန်ထမ်းလမ်းလျှောက်ဇက်ကောင်ဖြစ်နေပါခဲ့ဘူးတာကာယကံရှင်ကျွန်တော်အနေနဲ့တော့မမေ့နိုင်ပါဘူးဒီလိုနဲ့အနုပညာအသင်းမှာရုံးလုပ်ငန်းကအစတောက်တူမေးရခုပြေးဒီပြေးကအစပါဝင်လှုပ်ရှားခဲ့ရပါတယ်နောက်ပိုင်းမြန်မာစာဌာနမှာဆရာဖြစ်လာတဲ့အထိအနုပညာအသင်းကြီးမှာပါဝင်နေတော့ပါပဲအဲ့ဒီတော့ကအသင်းကြီးကိုဦးစီးနေတာဆရာဦးစံအောင်ရုံးကြီးကတော့ကိုစောလွင်
RC ဆိုတဲ့အပန်းဖြေရေးတာမှာအနုပညာအသင်းကအခန်းတွေယူထားတယ်စံရခန်းရှိတယ်ဆိုင်းဝိုင်းကြီးရှိတယ်ကြပြလောကရိတ်ကလက်ကျင့်တဲ့အခန်းတွေရှိတယ်ဆိုင်းတန်ပုံစံစိုးတန်တီးတန်မသိခဲ့ပါဘူးပြောချင်တာကတက္ကသိုလ်ဟာအဲ့ဒါလို့ကျောင်းသားကျောင်းသူများရဲ့အနုပညာဝါသနာကိုအထူးအာရုံစိုက်ပြီးတော့ရှေ့စည်းပြီးခဲ့တယ်ဆိုတဲ့အချက်ပါပဲအထက်ကပြောခဲ့သလိုနောက်ပိုင်းဆရာဖြစ်လာတဲ့အထိအနုပညာအသင်းကြီးနဲ့မပြတ်ခဲ့ဘူးတိုင်းရင်းသားညီချင်းအနုပညာအသင်းခွဲတွေဖွဲ့တော့ကျွန်တော်ကမြန်မာတိုင်းရင်းသားယဉ်ကျေးမှုအနုပညာဖွဲ့ရဲ့ဥက္ကဋ္ဌတာဝန်ယူရတယ်ဆက်ရေးပါဦးမယ်အခုတော့ဖြင့်ရမ်းမောကြည်ခွဲဝယ်ရာပြောက်ွယ်သွားတယ်ရန်ကုန်တက္ကသိုလ်ကြီးနဲ့ရန်ကုန်တက္ကသိုလ်အနုပညာအသင်းကြီးအကြောင်းဒီများနဲ့ပဲအစပြုခဲ့ပါတယ်ယင်တင်းမှာနာကျင်တယ်ပါစောစောဒီတိုင်းစဉ်းစားလိုက်ရင်ရှင်းရှင်းလေးတယ်သူကင်းမြောင်းနေတဲ့